အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာဆိုလို့ရှိရင်တော့ Photoshop မိတ်ဆက်အနေနဲ့ Photoshop interface အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ Photoshop interface ထဲမှာဘာတွေပါဝင်မလဲဆိုလို့ရှိရင်ဒီ menu bar ရဲ့ toolbar ပါဝင်မယ်။ပြီးကြလို့ရှိရင် panel တွေ layer တွေတရားတွေအကုန်ပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ညီမတို့ကဒီ Photoshop ကိုတောင်းပြီးပြီဆိုလို့ရှိရင်ဒီ Photoshop ထဲဝင်လိုက်မယ်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးတွေ့ရလိမ့်မယ်။အဲ့လိုတွေ့ရပြီဆိုလို့ရှိရင်ညီမတို့နေရာဒီမှာ create new ဆိုတာရှိရဲ open ဆိုတာရှိရဲပေါ့နော်။ဒါလီနာကကြတော့ဒီ Photoshop 2020ပါရှိုးထောင်းပြီးစားပြီးရင်ဒီကကိုမကြသေးတယ်မှာလုပ်ထားတဲ့ရမို့ဒီနေရာမှာပြနေရတကယ်လို့အခုမှစထောင်းမယ်စပြီးတော့ဗောနော်ဒီ Photoshop Illustrator တွေကိုဒီ install လုပ်ထားမယ်ဆိုလို့ရှိရင်ဘယ်လိုပုံမဲဆိုလို့ရှိရင်ဒီမှာသူကဒီလိုပုံစံမျိုးလေးပေါ်လိမ့်မယ် drag and drop file ဆိုပြီးဒီလေးထောင်းကွက်လေးနဲ့ပေါ်မှာ welcome to Photoshop အဲ့လိုမျိုးလေးပေါ်နေမယ်ဒီဘက်ဘေးမှာကြည့်လိုက်မယ်ဆိုလို့ရှိရင် new file open home ဆိုပြီးတော့ပေါ်လာလိမ့်မယ်အဲ့ဒါကတော့ Photoshop စထောင်းတဲ့သူတွေအတွက်ပေါ်လို့ပေါ်လာလိမ့်မယ်ဟုတ်ပြီအဲ့လိုမျိုးအင်နာတို့ကဒီမှာဆိုလို့ရှိရင်ဒီ comment တစ်ခုစခေါ်ရမယ်ဆိုလို့ရှိရင် create new ဆိုတာရှိရလို့နှိပ်လိုက်မယ်ဒီစဝတ်မြဲဆိုရ new file ဆိုတာနှိပ်လိုက်ပေါ့နော် okay ဒီမှာ create new ဆိုတာဟိုဒါလေးကိုနှိပ်လိုက်မယ် okay အဲ့လိုမျိုးလေးဒီမှာနှိပ်ပြီးဆိုလို့ရှိရင်သူကဒီ comment ဒါကို set ရက်လုပ်မဲ့ဒီပေါက်လေးကြာလိမ့်မယ်ပေါ့နော်ဒီမှာဆိုရင်ကိုကဒါ paper size တွေရွေးလို့ရမယ် print ထုတ်မဲ့ design တွေလား A4 size လားဒါ legal လားဒါအကုန်လုံးရွေးလို့ရမယ်ပေါ့နော်ဒါကတော့ size ရွေးလို့ရတဲ့ပတ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အဲ့လို size ရွေးပြီးဆိုလို့ရှိရင်ကိုရီးယား setting တစ်ခါပြန်ချင်ရမယ်ပိုင်းရှိတယ်တကယ်လို့ pixel နဲ့ဆွဲမှာလား internet ဆွဲမှာလား centimeter နဲ့ဆွဲမှာလားဒါကတော့ကိုလိုချင်တဲ့အတိုင်းဒါလုပ်လို့ရတယ်ပြလို့ရှိရင်ဒီပေါ်မှာဆိုလို့ရှိရင်တစ်ခါတည်းကိုက name တစ်ခါတည်းပေးသွားလို့ရတယ် untitled 1မဟုတ်ဘဲနဲ့ဒါ SMT ဆိုရင် SMT ဆိုပြီးတော့ဒါပေးသွားလို့ရတယ်ပေါ့နော်ပြလို့ရှိရင်ဒီမှာဒါ white ကကြတော့ဒါအလဲရပေါ့နော် height ကကြတော့ဒါအမြင့်အဲ့မှာလဲဒါကိုကြိုက်တဲ့ဒါ pixel ကိုကြိုက်တဲ့ insert ကိုဒါကိုထားလို့ရတယ်ပေါ့နော် resolution ကတော့ဒါ online ပေါ်မှာတင်မယ်ဆိုလို့ရှိရင်တော့300အနည်းဆုံးလောက်ထားပေးပါတကယ်လို့ကိုကဒီနားမှာ printing လုပ်ငန်းတွေလုပ်မယ် printing service တွေတက်တာလက်ခံရမယ်အပြင် print လုပ်မဲ့ file တွေအတွက်ဆိုလို့ရှိရင်တော့ RGB မဟုတ်ဘဲနဲ့ CMYK color ကိုရွေးထားပေးဖို့လိုမယ်ဒါပေမဲ့ online ပေါ်မှာတင်မယ်ဆိုလို့ရှိရင်တော့ဒီမှာ RGB color ပဲရွေးထားပေးပါနော်ပြီးရင်ဒီဘက်ကတော့ 8 bit ကိုပဲရွေးထားပေးပါဒီသူကじゃဒီမှာဒီ background content ဆိုတာ background color ပေါ့နော် background color ကိုက blue ထားမှလဲတခါတည်း blue မှာ custom ထားမှလား white ထားမှလားအဲ့လိုလုပ်လို့ရတယ်ဒီမှာအလင်းနာကဒီမှာတခါတည်း white ဆိုတာလေးရွေးပေးထားပေါ့နော်အဲ့ဒါလေးထားလိုက်မယ်ဟုတ်ပြီအဲ့လိုမျိုး setting ချိန်ပြီးပြီဆိုလို့ရှိရင်အလင်းနာတို့ကဒါ create ဆိုတာကိုနှိပ်လိုက်ပါမယ်မျိုး create ကိုဒီမှာနှိပ်ပြီးပြီဆိုလို့ရှိရင်ငါတို့ဒီမှာတွေ့နေတဲ့ဒီ white ပုတ်ပေါ့နော်ဒီအဖြူကြီးကိုကြတော့ငါတို့ကဒီက canvas လို့ခေါ်တယ်ဒီအကုန်လုံးဒီ overall ဒါတွေကိုကြတော့ဒါ white space လို့ခေါ်တယ်ပေါ့နော်ဒီကိုလုံးမဲ့ဒီခုနကငါဆိုင်အတိုင်းတာကိုကြတာ canvas size လို့ခေါ်ပါတယ်ဒီဟာတွေကိုကြတော့အကုန်လုံး white space လို့ခေါ်ရပေါ့နော်အဲ့ဒီမှာငါတို့ကြည့်မယ်ဆိုလို့ရှိရင်ဒီအပေါ်မှာရှိတဲ့ဒီ file edit image layer type slash filter 3D view window hub အဲ့ဒီအပေါ်မှာရှိတဲ့ဒီဘားတန်းကြီးကိုကြတော့ menu bar လို့ခေါ်ပါတယ်တော့ဒီမှာဆိုလို့ရှိရင်ငါတို့ကဒီ file edit image တွေကိုဘလို့နေရာမှာသုံးများဆုံးလဲဆိုလို့ရှိရင် file ကိုကြတော့ဒီ file ဆိုတာနှိပ်လိုက်မှဆိုလို့ရှိရင်ဒီ comment အသစ်တစ်ခုယူလာတော့အဲ့ဒီ comment နဲ့မှာထပ်ပြီးတော့ဒါ image ထပ်ပေါင်းတာတွေပါဆိုလို့ရှိရင်တော့ဒီကောင်သုံးနေပေါ့နော်ဒါကတော့ edit ကတော့ဒီဟာတွေကနောက်ပိုင်းရှင်းပြပေးမယ်ပေါ့နော်အဓိကတော့ဒီပေါ်မှာခေါ်တဲ့ဒီဟာကိုကြတော့ menu bar လို့ခေါ်တယ်ပေါ့နော်နောက်တစ်ခုကဒီဘက်မှာရှိတဲ့ဒီ tool တွေပေါ့နော်ဒီဟာတွေဒီဘက်မှာရှိတဲ့ဒီ4000ကဒီဘက်ဟာလေးကိုကြတော့ဒါ2ပါလို့ခေါ်တယ်ပေါ့နော်ဒါအကိုဘလို့2မျိုးနဲ့ဆွဲမှာလဲဆိုတာကိုဒါ2ပါလို့ခေါ်တယ်အဲ့တော့ဒီ2ပါအကြောင်းကိုဒီ2တွေအကြောင်းကိုနောက်ဗီဒီယိုမှာတော့ရှင်းပြပေးထားပါမယ်သူတို့ရဲ့ဒီ2တွေနဲ့ပတ်သက်တဲ့ shortcut key တွေပြလို့ရှိရင်သူတို့ကဘယ်လိုနေရာမှာအသုံးပြုရလဲဆိုတာတွေကိုလည်းပြပြပေးထားပါမယ်အဲ့တော့နောက်တစ်ခုကကြတော့ option bar ပေါ့နော် option bar ကဘယ်လိုဟာမျိုးလဲဆိုတော့ဒီ menu bar ရဲ့အောက်မှာရှိတာတွေကို option bar လို့ခေါ်ရပေါ့နော်option bar လို့ခေါ်တယ်ဒီမှာဆိုလို့ရှိရင်ဒီ text တစ်ခုရေးလိုက်မယ်ပေါ့နော်ဒီနောက်တို့ကဒီမှာ text တစ်ခုဖြစ်ဒီမှာဆိုလို့ရှိရင်ဒါဆိုရင်ဒါ option bar လို့ခေါ်တယ်ဒီမှာကိုက text layer ရေးရမယ်ဆိုလို့ရှိရင်ဒါတီကိုနှိပ်လိုက်ပြီဆိုတာဒီမှာသူ့ရဲ့တီးသူနဲ့သက်ဆိုင်တဲ့ option bar တွေပေါ်လိုက်ပေါ့နော်အဲ့လိုဟာမျိုးတွေကိုဒီ press 2နဲ့လုံးမယ်ဆိုလို့ရှိရင်သူနဲ့သက်ဆိုင်တဲ့ဒီ option bar ဒီမှာသူနဲ့သက်ဆိုင်တဲ့ဒီဟာတွေချိန်နဲ့ setting ရဲ့ကစားပါလိုက်အဲ့လိုဟာကို option bar လို့ခေါ်ပါတယ်ခုကကြတော့panel ပေါ့နော် panel ကဘယ်လိုဟာမျိုးတွေကိုပြောရလဲဆိုတော့ဒီဘက်မှာရှိတဲ့ဒီကောင်တွေဒီဟာတွေကို panel လို့ခေါ်တယ်ပေါ့နော်ဥပမာဆိုလို့ရှိရင် layer panel color panel ဒီ property panel adjustment လုပ်မဲ့ panel ဒါလို့ရှိရင် history panel လာဒီဟာတွေဒီလိုဟာမျိုးတွေကိုကြတော့လင်းတော့ဒီဘက်မှာရှိတာတွေကို panel လို့ခေါ်တယ်ဒီအပေါ်မှာရှိတာကိုကျတော့ menu bar လို့ခေါ်တယ်ဒီ menu bar ရဲ့ဒီအောက်မှာရှိတာတွေကိုကြတော့ option bar လို့ခေါ်တယ်ဒီဘက်မှာရှိတာတွေကိုတော့ tool bar လို့ခေါ်ပါတယ်အဲ့တော့နားတို့နေနဲ့ဒီမှာတစ်ခုလုံးအကုန်လုံးခြုံအောင်နားလည်ပြန်ပြောရမယ်ဆိုလို့ရှိရင်တော့
တွေးလေရတယ်ဒီ comment တစ်ခုလို့ကိုပါကို site တွေချိန်နေလေရတွေချိန်နေပြန်လို့ site တွေချိန်နေပေါ့နော်ပြီးရင်ဒီ color တွေချိန်ပြီးလို့ရှင်လို့ကြာလာတယ်ဒီလို white ပုတ်ကိုကြတော့ညီငါတို့ကဒီဆွဲမဲ့ပေါ့နော် campus site လို့ခေါ်တယ်ဒီလိုအကုန်လုံးဒီ area ရုပ်ကြတော့ညီငါတို့က white space လို့ခေါ်တယ်ဒီအပေါ်မှာရှိတာကိုကြတော့ menu bar လို့ခေါ်တယ်အဲ့ menu bar ရဲ့အောက်မှာတော့ကြတော့ဒါတွေကို option bar လို့ခေါ်တယ်ဒီဘက်မှာရှိတဲ့ဟာဒီကောင်တွေကိုကြတော့ဒါ tool bar လို့ခေါ်ပါတယ်ဒီဘက်ကဒီ channel property history တို့ဒီ color တွေတို့စွတ်ချက်တွေပေါ့နော်အဲ့လိုဟာမျိုးတွေကြတော့ညီငါတို့ကဒါ panel လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒီနေ့မှာဆိုလို့ရှိရင်ဒီ Photoshop မိတ်ဆက်အနေနဲ့ဒီ Photoshop interface အကြောင်းကိုနားခါတာတစင်းမြင့်တာနားလည်အောင်ပြပြပေးသွားတာဖြစ်ပါတယ်။နောက်နေ့မှာဆိုလို့ရှိရင်ဒီ tool တွေအကြောင်းကိုပတ်သက်ပြီးတော့ဒီ tool တွေဘယ်လိုအသုံးပြုပုံ tool တွေကို shortcut key ဘယ်လိုခေါ်လဲဆိုတာကိုနောက်ပြီးမှာထားပါမယ်။အဲ့တော့ကိုယ့်အတွက်ဒီ video လေးအသုံးဝင်နေဆိုလို့ရှိရင် like and subscribe လုပ်ပါပေးဖို့လည်းမမေ့ပါနဲ့နော်။